ပါလေးတွေမှာနာလာနာတဲ့ငငယ်ရဲ့ယုံကြည်ချက်လမ်းတွေလေသူတို့တွေ့လျှောက်ချင်ပါသေးတယ်အခုတော့ဟဲ့ဝန်းနေစွာလမ်းခွဲရစီွယ်